ကောင်မလေးငယ်လေးကပြောချင်တဲ့စကားလေးနဲ့တူပါတယ်ခေါင်းစဉ်လေးကကိုသိစေချင်တယ်အခုလိုမျိုးကောင်မလေးတွေတီဆိုတဲ့စာသားအနုလလေးတွေကိုလည်းဆရာမျိုးနွယ်ဆွေကရေးဆက်ခဲ့ပါတယ်အရင်တုန်းကတော့ဇွန်ရတနာတီဆိုခဲ့တယ်1988ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ကရေးဆက်ခဲ့တယ်ဆိုတဲ့သူကဇွန်ရတနာအခုဆိုမဲ့သူကတော့တေးသန့်ရှင်ရတနာမိုင်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါ
တင်ပါတယ်